ဒီနေ့တော့ One Punch Man နဲ့ကချက်တာ190လို့ပြောတော့မှဖြစ်ပြီးတော့ကင်းရဲ့ဓာတ်စွမ်းရဲ့အကြီးစားကြီးကိုမြင်ရမယ့်အပြင် Professor ကင်းကိုလည်းမြင်ရမှာလားချက်တာတိုက်တန်းတော့ Blade Test ဓာတ်စွမ်းရဲ့စစ်ဆေးခြင်းမှာကင်းကို Atomic ကဘလို့ဓာတ်စွမ်းရဲ့စစ်ဆေးတော့မလဲဆိုတော့ချက်တာထဲမှာမြင်ရမှာပါချက်တာကပါမှာတော့အရင်ပိုင်းတော့ character အသစ်ဖြစ်တဲ့ shooter တယောက်သူမကတကောက်ကြီးနဲ့ချောင်းနဲ့ဓာကြီးပြနေပါချက်တာလေးစီသွားလိုက်အောင်ချက်တာအစမှာတော့ကင်းရဲ့ engineering ထွက်ပေါ်နေအောင် Atomic နောက်ကနေဒုံဆိုအတန်မျိုးမြင်နေရ Atomic နဲ့သူတပည့်ရတော့ကင်းသူ့ engine ကဆန့်နှုတ်လိုက်ပြီလားသူတက်ခတ်ဖို့ပုံစံပြောင်းလိုက်တာလားလို့ထင်နေကြ Atomic ကတော့ကင်းကိုနားလည်လွယ်တာပဲဒါဆိုအခုအပြင်ထွက်ပြီးတိုက်ကြတာပေါ့မင်းကတကယ်တမ်းမလားဆိုတာငါမျက်လုံးနဲ့မင်းတမ်းမမို့မြုပ်ဝါထင်နေမမြင်ရသေးဘူးဒါအတီးပြဖို့ငါမင်းစီကိုလာမင်းအခုအစင်းသင်းဖြစ်နေပြီမလားဒီမှာမတိုက်ခိုက်ချင်ဘူးဆိုရင်တော့လို့ပြောပြီးဒါကိုထုတ်ဖို့ပြင်တော့တယ်ကင်းလည်းအမြန်လာရပြီအစာအများကြီးဆမ်းပြီးတော့နေကုန်နေသူ့လက်ကိုရှေ့ဆန့်ထုတ်လိုက်ပြီးတော့ရင်မက်ကိုအမြန်ဖိနေရAtomic ရဲ့တပည့်ရတော့ခမရဒီလိုမလုပ်သင့်ခမရဆရာအထင်သိတည်သွားလိမ့်မယ် Atomic ကတော့ကင်းကိုခေါ်လာဟာလာတဲ့အတိုင်းပဲအတော်တတိရှိရပဲမင်းကငားရဲ့ဓာတ်ကိုတော့တူနဲ့တားမယ်ဆိုတာသိကြလို့လားအဲ့တူလေးနဲ့ချောင်းနေတယ်လေကင်းကတော့တူကိုင်နဲ့ Atomic ကိုကြည့်လိုက်ပြီးဘယ်လိုလုပ်နိုင်မှာလဲလို့စိတ်ထဲကနေတော့တွေးနေတယ် Atomic ကတော့ပန်းဒီပကံတစ်ချက်ကိုယူလိုက်ပြီးတော့ပကံမှာတော့ပန်းဒီမန်တီအောင်လို့ပန်းဒီတစ်လုံးလို့ရေးပေးထား Atomic ကတော့ပန်းဒီပကံကပန်းဒီကိုကင်းစီကိုပြစ်ပေးလိုက်ပြီးလေပေါ်မြောက်လာအချိန်တော်တွင်မြန်စံတဲ့အချိန်နဲ့ခုတ်ပန်းချလိုက်တော့ကျင်းတဲ့ပန်းဒီကိုဖမ်းမလို့လို့တော့ပန်းဒီကလက်ထင်ပါလေအစစ်စစ်အမွာဖြစ်သွားတယ်ပန်းဒီအပိုင်းခံလိုက်ရပုံနဲ့လက်ပြပုံရဲ့အပြင်ဘက်မျက်နှာပြင်လိုဖြစ်သွားတဲ့အတိုင်းပဲကင်းရဲ့စိတ်ထဲမှာတော့ပန်းဒီကဘာဖြစ်လို့ဖြစ်သွားမှန်းတော့မသိလိုက်အောင်ဖြစ်နေတယ်Atomic ကတော့သူ့မှာပြောစရာရှိသေးတယ်အခုအပြင်ထွက်ခဲ့လို့ကင်းတော့ဓာတ်ရိုက်ကြီးစိန်ခေါ်လိုက်တော့ကဘာအတ္တမှာလို့လူသားဘယ်သူမှစိန်ခေါ်ရတော့Atomic ကတော့စိန်ခေါ်လိုက်ပါပြီကြီးကတော့စံမျိုးကိုထောင်းတောက်ရှင်နေပုံပဲAtomic တပည့်ကတော့ဆရာဒီနေ့အတီကြီးကိုလုံနေရပဲလူတကယ်ဆွင်းအစင်းနဲ့ကင်းကိုရှင်တော့မှာပဲလို့ချွေးရပါပြန်စိတ်လှုပ်ရှားနေရကင်းနဲ့Atomicတို့လည်းကွင်းမြင့်တစ်ခုစီထွက်လာကြပြီးတော့မင်းကကလင်ကစ်တွေလုံနေမှအစားမင်းစွန့်ရုံစမ်းတတ်ဖို့ဒီနေ့ကအကောင်းဆုံးပဲမလားအခုသူ့ကို monster လို့ယူဆပြီးတော့လာတိုက်ခိုက်လိုက်လို့စိန်ခေါ်လိုက်ကင်းရဲ့စိတ်ထဲမှာဒီကောင်ကြီးကဘာတွေလဲသူ့အကြောင်းမသိပဲတိုက်ခိုက်ဖို့ပြောနေကြငါကမင်းတို့တင်တို့တတ်မှာမဟုတ်ဘူးကွာအားနေရကွာအခုတော့တောင်းမှမှာလေလို့အော်ပြောချင်နေတာAtomicကတော့ဓာတ်တွေပါထုတ်ကုန်ပြီဒါအောင်မြင်လိုက်ရကင်းကြတော့ဒီကောင်ဓာတ်တွေပါထုတ်နေလားတယောက်ငါ့ကိုကြိတ်ကြပါဦးအသားတွေပါတုံနေတယ်ဒုံဆုံးဆိုရင်အင်ဂျင်နီယာပုံလို့အောင်ကြည့်လား EI man တော့ကင်းအကုန်လုံးထုတ်သုံးတော့မှာလားမဟုတ်သေးလောက်ဘူးသူဘာမှမထုတ်သုံးသေးဘူးအိုကာမအီတာချီလဲတေးကြလို့လားကွာသူ့အချင်းတော့ကင်းအကုန်လုံးထုတ်သုံးတော့မယ်ကိုရှိကျွဲတော့သူဆွမ်းအကုန်လုံးထုတ်သုံးတော့မှတေးကြတယ်ကြည့်ရတော့အတန်ကြီးက9မိနစ်လောက်လိုမျိုးတုံးခါနေပြီသူ့အရေးကအောက်ကတက်ရှင်စိတ်ကနှိုးကြလာပြီးနေတူပဲ EI man တော့ဒါကြီးကထောင်ရောက်လာသူ့အယောင်ဆောင်မှုအပေါ်ထပ်ပြီးတော့ခါဆောင်နေရလားကိုရှိကျွဲတော့ငါသာသေးသေးမိထားမိလိုက်ပဲအနာကပ်မိသွားရင်ဒီလောက်တဲ့တံပြန်တက်ခတ်မှုမျိုးခံရမှာပဲဒါအောင်စီရလည်းတိလို့မလှုပ်ရှားပဲနေနေရကင်းကတော့သူ့ရဲ့ကျဲလောင်တဲ့အင်ဂျင်နာနဲ့အတူစူးစူးရှားရှားအကြည့်နဲ့Atomicကိုကြည့်နေAtomicကတော့အမှန်တကယ်ကျုံးမှုအသိမြင်လိုက်တော့တိုက်ပွဲမျက်နှာပြင်မှာတော့လီဗင်းလေးကတိုက်ခတ်တန်လွယ်ပြီးညစလုံးကတိတ်ဆိတ်နေကြAtomicကတော့သူတို့ဒီလိုမျိုးတယောက်ရဲ့ဆွဲကိုတယောက်တိုင်းနာနေရတာပြင်းလာပြီဒါဟောဘလို့ကြိုက်တော့မလဲဆိုတာသူအခုလာပြီဆိုပြီးတိုက်ခတ်ဖို့လို့တော့ကင်းတယောက်ကတော့တော်လာပြီAtomicဆိုပြီးအတန်ချိန်နဲ့ထအော်တော့ဒီနေ့မင်းအင်္ဂါနေ့ဆိုတာမသိရလားဆိုပြီးကြောင်ခံနေထပြောတော့Atomicကတော့ဘာလဲဆိုပြီးပြန်ကြည့်နေတယ်ကင်းကတော့မင်းတပည့်ရတော့ဒါကိုသဘောပေါက်တယ်Atomicတပည့်စီကိုလည်းလက်ညှိုးထိုးလိုက်ပြီးတော့ပြောလိုက်တယ်ကင်းရစကားတော့ EI လည်းဘာမှနားမလည်နိုင်တော့အဆွတ်အားသွားကင်းလည်းကြီးရတာပြောစရာမရှိတော့ဘူးထင်တယ်အခုမင်းသားနဲ့သွားပြီမလားတိုက်ခိုက်ရှင်တည်းရဆိုရင်တော့နောက်မှထပ်ပြီးတိုက်ခိုက်ကြပါအင်ဂျင်နာနေထွက်နေတိုက်ပွဲစီကနေအောင်မြင်သွားဆုတ်ခွာဖို့အတွက်ကြိုးစားတော့Atomicကတော့အမြန်အော်ဒါလိုက်ပြီးတော့ဘာပြောညာလဲကင်းလို့မိလိုက်တယ်ကင်းကတော့အကွက်ထဲရောက်သွားပြီဆိုတော့အထာနဲ့လမ်းရှိုးလိုက်ပြီးတော့တောက်ကရစလုံးပေါင်း16000စပြောတော့ကင်းပြောတဲ့စကားလုံးတွေကတိုက်ပွဲနဲ့လည်းမသက်ဆိုင်ဘူးဘာမှလည်းပြောနေမှတော့တိချာမသိနိုင်အောင်ပေါက်ကရဆန်လို့မှကင်းပြောနေတဲ့စကားကိုရှင်းပြပေးပါမယ်အခုပြသူဦးကလေထုထဲမှာနိုက်ထရိုဂျင်80ရာခိုင်နှုန်းနဲ့အောက်ဆီဂျင်20ရာခိုင်နှုန်းပေါင်းစပ်နေတဲ့အပြင်ကာဗွန်ဒိုင်အောက်ဆိုက်မီသိန်းဟီလီယမ်ကယ်လ်ဆီယမ်နဲ့လက်ဒရွန်ဘက်တော့ဆိုရက်ဘယ်နေရာမှရှာမတွေ့တဲ့တိတ်ပန်စကားလုံးတစ်ခုကိုလည်းပြောသွားနောက်တဲ့စကားလုံးအသစ်တစ်ခုဖြစ်တဲ့ချပါရရမှာအများဆုံးတွေ့ရတော့လူသိမ့်မသိရဲ့အင်္ဂါဝါစတိုမဲဆိုပြီးတော့စကားလုံးအသစ်ကိုထွင်ပြီးကင်းတယောက်ပါဇက်တဲ့ပေါ်သမျှကိုရှော့ပြောနေတော့အဲ့ဒီအရာတွေကအာရိုနိုင်ဇေချင်းရောင်ကြီးတွေကပိုလီနိုဇင်းနဲ့တွဲပြုတ်ပြီးတော့အော်ဂန်နို4ဖြစ်ပေါ်စေတယ်သူပြောတဲ့အာရိုနိုင်ဇေချင်းရောင်ကြီးဆိုတာတော့အပြင်မှာတကယ်ရှိပြီးတော့အတန်နဲ့အလက်ဆွန်ကိုဖယ်ရှားနေတဲ့စွန့်ရင်မိတဲ့ရောင်ကြီးတွေမျိုးပါနောက်တဲ့နှစ်ကောင်ဖြစ်တဲ့ပိုလီနိုဇင်းနဲ့အော်ဂန်နို4ကတော့ရှိတောင်ရှိမနေမနဲ့ဗဇက်တွေကပေါ်လာပြီးပြောနေရမှာပြီးတော့ဆက်ပြောတာကတော့ပြီးခဲ့တဲ့ကြာသပတေးနေ့ကလာပြီးနေ့ဒီနေ့တော့အခုမွန်တက်ရင်အတိအကျနတ်ထစကွေးအဖြစ်ပြောင်းသွားလိမ့်မယ်နတ်ထစကွေးဆိုတာလေသူထွေမင်းပြောတဲ့ပောက်ရစကလုံးမှာကင်းရတော့ဒါတွေကသူတို့အင်တာနက်တွေနဲ့ပုံမှန်ဖမ်းယူနေပြီလို့တတိပြုပြီးသားအဖြစ်ညာအီရန်တယောက်ကတော့မန်ဂါဖတ်နေတဲ့သူတွေလိုပဲကင်းကပောက်ပန်းလေးတဲ့စကားကြောင့်အဲ့နေရာမှာနေမတ်တက်ကြီးတလုံးမှနားမလည်နိုင်အောင်ဖြစ်နေတယ်
ကင်းကတော့ရုပ်တည်နဲ့ဆက်ပြီးတော့အကူကအစပြုတ်နေပြီအတော်မစ်ကတော့ဘာမှနားမလည်နိုင်အောင်ဖြစ်နေကင်းကတော့ဆက်ပြီးတော့မင်းတို့အားလုံးအနည်းဆုံးဒေါ်စင်နာဘရင်းဆိုတာတုံ့ပြန်မှုကြားဖို့လည်းမလားလို့မဟုတ်တဲ့စကားလုံးနောက်တစ်လုံးထပ်ပြောတော့အတော်မစ်တို့ဆရာတပည့်တွေရဲ့စိတ်ထဲမှာတော့မကြားဘူးကကြားနေရလို့ပါစအဟောင်းသားမျက်လုံးအပြူသားတွေပါဖြစ်နေကင်းကတော့ဘာပဲဖြစ်ဖြစ်မင်းနဲ့ငါနဲ့တိုက်ခိုက်ဒီမှာမလိုအပ်တဲ့ပြဿနာတွေဖြစ်လာလိမ့်မယ်နောက်တစ်နေ့မှထပ်ပြီးတိုက်ခိုက်ကြတာပေါ့အတော်မစ်ကတော့အသေးအတန်တောင်းနေရပြီနေပေါင်းငါတို့ကိစ္စမပြီးသေးဘူးကျင်းကတော့ငါပြောတယ်လေငါတို့ကမလိုအပ်တဲ့ထိခိုက်မှုမျိုးဖြစ်မှာမလိုချင်ဘူးလို့ငါတို့ဒီလိုမျိုးလုံနေရတဲ့ပို့ပြီးတော့အရေးကြီးတဲ့အလုပ်တွေရှိသေးရမဟုတ်ဘူးလားငါတို့ညောင်တော့ကျွမ်းကျင်အစင်ဟီးရိုတွေမလားအတော်မစ်ကတော့အတီလုံးတော့မဲ့ပုံနဲ့နေအောင်လုပ်တာလိုက်တယ်ကျင်းကတော့ရွှေတော်ရင်ပြန်နေငါဒီတစ်ခါတော့တကယ်သွားပြီကြည့်ရတာငါအားလုံးရှင်းလင်းမိသွားပြီသူတို့စိတ်ထဲမှာမိသွားပြီနဲ့တူတယ်ငါအမှန်တမ်းပြောလိုက်ရင်အထိုးခံရမှသိရတယ်ဒါပေမဲ့ဒါနဲ့အပိုင်းခံရတဲ့ပို့ပြီးတော့ကောင်းတယ်ရမလားအတော်မစ်လေငါမင်းပြောတာလက်ခံတယ်သူတို့နှစ်ယောက်လုံးတိုက်ခတ်တိရိုက်တင်ရရသွားနေတယ်အဲ့အတွက်တောင်းဆိုစရာတစ်ခုရှိရအခုသူ့လက်ထဲမှာပန်းတီတစ်လုံးရှိရအခုဒီပန်းတီကိုဓာတ်နဲ့ဖြတ်ပြကင်းကသူ့အခုမှဓာတ်ကိုပထမဆုံးစသုံးမှုတာလေအတော်မဲ့လေကိစ္စမရှိပါဘူးငါမှထူးဆွမ်းတဲ့အစွမ်းနဲ့အများကြီးရှိရမင်းတီကအဲ့ဒါလက္ခဏာဖတ်တယ်လို့မျိုးပေါ့တရားရောက်ကပစ္စည်းတစ်ခုဓာတ်နဲ့ပန်းချလိုက်မယ်ဆိုရင်ငါတို့ဘယ်လိုလုပ်ရှာမလဲဆိုတာဖတ်နိုင်တယ်ငါဒီစနစ်မှုမျိုးငါတပည့်နေလေစမ်းသပ်ထားဒါပေမဲ့မင်းဒီပန်းတီကိုဘယ်လိုဖြတ်ပါမလဲဆိုတော့ငါနားမလည်နိုင်သေးဘူးဒီပန်းတီကိုငါအတွက်ဖြတ်ပါမိပါဒါငါတောင်းဆိုတဲ့အကုန်လုံးပဲကျင်းကတော့ဓာတ်ကိုကင်နိုင်တဲ့ဦးကြောင်ကြောင်နဲ့ကြည့်နေအတော်မစ်ကတော့ဓာတ်ကိုကင်ပြီးနေရာယူလိုက်တဲ့ကင်းကိုကြည့်နေအတော်မစ်ကတပည့်တော့လည်းကင်းလှုပ်ရှားမအောင်တေချာအံဆိုင်နေကြကင်းကတော့နေရာအပြည့်စုံယူပြရတယ်ဓာတ်ကိုဒိန်အင်းကဆွဲထုတ်ဖို့ကြိုးစားတော့10မိနစ်လောက်ကြာသွားဒီအရာအလုံးကငြိမ်သက်နေ2မိနစ်နဲ့15စက္ကန့်မှာတော့ကင်းတယောက်လက်လျှော့လိုက်ပြီး2မိနစ်နဲ့40စက္ကန့်မှာတော့ကင်းတယောက်ဓာတ်ကိုမြေပြင်စီပြန်ချလိုက်တော့အတော်မစ်တို့ဆရာတပည့်ရတော့သူ့ဓာတ်ကိုမြေပြင်စီပြန်ချလိုက်ပြီးဘာဖြစ်နေရလဲလို့ထူးဆန်းနေရကင်းတယောက်ကတော့ရုပ်တည်နဲ့ပြန်ထလာပြီးတော့ချွေးစောရပဲပြန်စိတ်ထဲကနေတော့ငါဓာတ်ကိုဒိန်အိမ်ကြီးကနေအောင်ဆွဲမထုတ်နိုင်ခဲ့ဘူးသူ့လက်တည်းကဓာတ်ကိုဆွဲထုတ်ဖို့ကြိုးစားလို့အကန့်အသတ်တောင်ရောက်ကုန်ပြီငါ့ကိုစူးစူးရဲ့အကြည့်နဲ့တိတ်ငတ်လို့မျက်လုံးလေးကြောင့်ဘာမှမလုပ်နိုင်တော့ဘူးငါဒီလိုလောက်တာငါ့ကိုအသေးချောင်ဆွဲထုတ်ခံပါပဲငါစီမှာဘာမှမကျန်တော့ဘူးတကယ်ကိုအရာအလုံးကပြီးဆုံးသွားပြီငါနောက်ကနေအာရုံစိုက်ပြီးကြည့်နေမလားငါပြန်ပြီးလက်ကြည့်ဖို့အတွက်တော့ကြောက်လန့်နေတယ်ငါဒီလိုပုံစံမျိုးနဲ့ပြန်မလင့်နိုင်မယ်အိမ်ကိုတိုင်းပြလိုက်တာပဲကောင်းမယ်ဆိုပြီးအတော်မစ်တို့စီကနေအောင်မြင်စွာဆုတ်ခွာလာနိုင်ရဲ့အတော်မစ်တပည့်ရတော့ဘာဖြစ်လို့ဖြစ်သွားမှန်းမသိအောင်ထူးဆန်းတယ်ကင်းကတော့နောက်ကိုတစ်ချက်တောင်ပြန်မလဲကြည့်ပဲအိမ်ကိုပြန်သွားတော့အတော်မစ်တပည့်ရတော့သူဘာမှမလုပ်ဘဲပြန်သွားလာဘာဖြစ်နေရလဲအတော်မစ်ကတခုခုကြောက်လန့်နေပြီးချွေးစောရပါပြန်ခဏလောက်စကားမပြောနိုင်ဖြစ်နေစိတ်ထဲကနေတော့ငါသူ့ရဲ့ဓာတ်ကွက်တောင်မမြင်နိုင်လိုက်ဘူးသူလှုပ်ရှားလိုက်ဓာတ်ချက်တွေအားလုံးငါဘာမှမမြင်နိုင်ရဘူးဒါနဲ့တိုးတာမတိုးလိုက်လို့ပဲပန်းတရသူပိုင်းဖြတ်လိုက်လို့ဖြတ်လိုက်မအောင်မသိလိုက်ဘူးဒီလူရဲ့ဓာတ်ချက်ကဆဲရီကြအဟလေးကိုတော့ပိုင်းဖြတ်လိုက်တာတွေးကြည့်လိုက်မယ်ဆိုပိုင်းလိုက်တဲ့ဓာတ်ကွက်ရန်တော့ပိုင်းလိုက်မှမသိလိုက်တာလားအတော်မစ်ပိုင်းချက်တဲ့တားတဲ့ဓာတ်ကွက်နဲ့ခိုးလိုက်တော့မှငါပါစက်ပိတ်ပြီးနေမှာပဲငါတို့ဒီလိုမျိုးအတေးကြားကြီးစိုက်ကြည့်နေတဲ့ကြားထဲကနေတော့ပိုင်းပြသွားသူဒီလိုပိုင်းချက်တွေမှာလုံးဝကျွမ်းကျင်တဲ့ဆရာအစ်စ်မှရှိနေရဓာတ်တွေကိုသုံးရတာမကျွမ်းကျင်ဘူးပြောခဲ့တယ်မလားမင်းကဘယ်လိုအောင်ကြောက်ဖို့ကောင်းတယ်မကောင်းဆိုရလဲလို့စိတ်ထဲကနေတော့ပြောနေပြင်းအောင်ဓာတ်အောင်ဆွဲမထုတ်နိုင်ရင်မနဲ့အတော်မစ်စိတ်ထဲမှာတွေးနေအတွေ့ရနောက်ထပ် level တစ်ခုအရောက်ပို့ပေးလိုက်တော့အတော်မစ်ကတော့အားရပါရီမောလိုက်ပြီးငါဒီလိုမျိုးအရှက်ရခံစားချက်မျိုးမခံစားရတာအတော့အကြောင်းကြီးအခုငါကပြန်ပြီးတော့စမ်းစစ်ရမယ်အရှင်ရောက်လာပြီငါတကယ်ကိုခလေးအစင်မဲ့ဆိုတာတိတာနေရမယ်သူ့တစ်ဖက်သုံးအောင်လုံးခေါ်လိုက်ပြီးငါအခုကစပြီးတော့အစကနေပြန်လေ့ကျင့်တော့မယ်ခက်ခဲပြီးကြမ်းတမ်းပြီးအဆုံးဖြစ်ရင်လမ်းငါ့ကိုစောင့်နေဒီလိုဆက်ဖြစ်နေတော့မှမင်းတို့ငါ့နောက်ကိုဆက်ပြီးလိုက်နေအောင်မလားအတော်မစ်တစ်ဖက်သုံးအောင်ကတော့အားပြင်းနေလိုက်မှာပါဆရာလို့တပြန်နဲ့ပြောလိုက်ရခင်းရဲ့စိတ်ထဲမှာတော့သူတို့ငါ့နောက်ကိုမလိုက်လာကြတော့ဘူးပဲငါအဆိုင်စင်းလေးဝယ်ပြီးတော့အိမ်ပြန်ရမယ်အတော်မစ်ကတော့မင်းတို့နဲ့အဆင့်တူတဲ့ဟီးရိုတွေရှိနေပေမဲ့အဲ့ဒီမှာသွေးရရွှေတွေမျက်ရည်တွေအကြခံပြီးကြော်လွားနိုင်လုံနေလူလည်းအများကြီးရှိတယ်အဲ့လိုလူမျိုးရဲ့အတွက်ငါတို့ရည်စရာမဖြစ်အောင်လို့ငါတို့လုံရမယ်တပည့်တော့လည်းဆရာစကားကိုနားထောင်ချာပရာလေးကိုအဆုံးသတ်ထားတယ်တပုံကြရဆို channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါတော့အမိုင်းမှာထပ်တွေ့ကြအောင်